မှသိသေးလေးပဲ အားလုံးပဲမိကလာကျွန်တော်နာမည်မောင်ဖုံးပဲဖြစ်ပါတယ်ကျွန်တော်ကိုဗီဒီယိုမတင်လာလဲကြာပြီဆိုတော့လေဒီနေ့လေးတင်ဖြစ်လို့ဒီနေ့တင်တာပါဒီနိုင်တဲ့မှာကျွန်တော်တက်လက်တွေရအောင်စုမဲ့ပင်ကလေး၄အောင်စလုံးကန်နိုင်ကင်မရာဗျာရက်ကတော့ကျွန်တော်ပေးကြပေါ့တော့မသိဘူးပေါ့နော်ကျွန်တော်ခုနမှကျရှင်ပြရောက်ထားတာနော်ခုနမှကျရှင်ကနေပြန်ရောက်ထားတာဆိုတော့ကျွန်တော်ဘယ်လိုပြောနည်းနည်းလောက်ပေါ့အလောက်လောက်နည်းနည်းရက်ကတဲ့နဲ့20ကျော်30ကျော်လောက်ပေါ့အလောက်ပဲဆိုလို့ရမှာပေါ့နော်အားကြောင့်ဒီနေ့တောင်းပိုက်တယ်လေကျွန်တော်အဲ့ပဲပေါ်ပေါ်နာအဲ့ကောက်ပေါ်ဆော့ကဲတော့တနာပေါ်ရင်ပေါ့ကျွန်တော်တို့လုပ်ဒီအမ်ဘယ်လဲလိုက်ဟုတ်ကဲ့နိုင်နာလေးဆိုပါစစ်ပြေနိုင်နဲ့ဆိုရဟိုဘတ်ကွာပြောလေကျွန်တော်နိုင်ခဲမဲဖကြရတော့အကရိတ်မြင့်မှလို့ပြောထားရပေါ့နော်နိုင်ခဲဘာလို့တမ်းမစားတော့ပါတယ်တော့ဘေးတူနေတယ်မပေးရတယ်မလို့လက်ဓာတ်ပြက်တော့မနာလာကောပြောဘယ်နဲ့အခုမှလာမင်းမိုးကလေးကျွန်တော်တင်လိုက်ရှိရတယ်အတီးကမရှိတဲ့ဖြစ်လေးရတယ်ရွှေဖြိုးပြီးပဲပါဒီရွှေဖြိုးကြီးကစားလေးနည်းနည်းလေးပဲပြီးတယ်ပေါ့နော်အိုကြီးပေါ်လာတယ်အဲ့လိုကျွန်တော်ခဲရတယ်လို့ပဲပေါ်တယ်အဲ့လိုပဲကျွန်တော်ခဲရတယ်နော်မဟုတ်အဲ့တက်တော့ချင်တယ်တက်ရှိ